အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရှင်းပြမယ့်အကြောင်းကတော့ Microsoft Word ထဲမှာအသုံးပြုတဲ့ကျွန်တော်တို့ table တွေကိုကျွန်တော်တို့ test အနေနဲ့ပြောင်းတာရယ်နောက်တစ်ခါ test တွေကိုကျွန်တော်တို့က table အနေနဲ့ပြောင်းတဲ့ဟာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်เนาะဒါဆိုရင်အခုဒီမှာကျွန်တော်ရိုက်ထားတဲ့စာလေးတွေရှိပါတယ်ဒီအပေါ်တစ်ပိုင်းဟာဆိုလို့ရှိရင်ကျွန်တော်ဘာကိုအသုံးပြုပြီးရိုက်ထားလဲဆိုတော့ကျွန်တော် space bar လေးတွေသုံးပြီးရိုက်ထားနော် keyboard ကနေ space bar ကိုသုံးပြီးရိုက်ထားတယ်။နောက်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ tab key ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရိုက်ထားတယ်။နော်အဲ့ဒီခုကိုကျွန်တော်တို့ပြောင်းပြမယ်။အခုစာရိုက်တာဒီစာလေးပေါ့နော်။ဒီစာလေးတွေကိုကျွန်တော်တို့ကဘာကိုပြောင်းမှလဲဆိုတော့ကျွန်တော်တို့ table ကိုလုပ်မယ်နော်။ table အနေနဲ့ပြောင်းမယ်။နောက်ဆိုကိုပြောင်းနေတဲ့စာပိုက်တွေကိုကျွန်တော် selection မှတ်မယ်။မှတ်ပြီးကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ insert ကိုသွားမယ်နော်။ဒီမှာ insert tab မှာရှိတဲ့ table option ကိုဝင်မယ်ဝင်ပြီးကျွန်တော်တို့အဲ့မှာ table option ထဲမှာဘာကိုသုံးအောင်လဲဆိုတော့ဒီမှာ convert text to table ဆိုတော့ကျွန်တော်တို့သုံးမယ်เนาะဒါလေးကို click နေပါတဲ့ click နေပြီဆိုရင်ကျွန်တော်တို့ဒီမှာသူကတော့ပထမဆုံး number of column နဲ့ number of row တွေဒါကျွန်တော် selection မှတ်ထားတဲ့အတွက်ကြောင့်သူ့ဘာလို့ auto select to ဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်တို့က column က5ခုရှိတယ်ဒါဆိုကြည့်ကြည့်အောင်အပေါ် header row လေးတွေကိုကျွန်တော်ကြည့်ကြည့်အောင်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုရှိတယ်เนาะဒါဆိုတစ်ခုဒီမှာတစ်ခု number တစ်ခု item တစ်ခု quantity တစ်ခု price တစ်ခု total တစ်ခုဒါဆိုကျွန်တော်တို့ငါးခုရှိတယ်ဒါကြောင့်မို့ကျွန်တော် column ငါးခုဖြစ်ပါတယ် number of row က6ခု6ခုဆိုတာဒီမှာ row 1 row 2 row 3 row 4 row 5 row 6ဒါဆိုရင်သူမှတ်ထားတဲ့ပေးထားတဲ့ column 5ခုနဲ့ row 6ခုဆိုတော့ကျွန်တော်မှတ်တယ်ပြီးရင်လည်းကျွန်တော်တို့ auto fit behavior ဆိုရင်ဒီနေရာမှာကျွန်တော်တို့က column တွေကိုဘယ်လိုထားမှာလဲ column width တွေကို auto ပဲထားမှာလားဒါမှမဟုတ်လို့ရှိရင် fit to content ဆိုဒီ content လေးတွေအလိုက်ကိုကျွန်တော်တို့က fit ထားမှာလားဒါမှမဟုတ် auto fit to window တွေကျွန်တော်တို့ဒီ margin ရှိတဲ့ဒီဘဝ ruler မှာရှိတဲ့ကျွန်တော်တို့ margin ရှိတဲ့လောက်ကိုကျွန်တော်အပြည့်ထားမှာလားအခုကျွန်တော် auto fit to window ကိုရေးမယ်เนาะဒါလေးကိုပဲကျွန်တော်ရေးမယ်အပြည့်ထားမယ် window ထဲမှာပြီးရင်လည်းဒါ separate text editor separate text မှာကျွန်တော်တို့ကခုဒီမှာရွေးပေးရမယ်။ဘာရွေးပေးရမလဲဆိုတော့အခုဒီစာဘက်ကိုကျွန်တော်တို့သုံးထားတာကတဲ့ space bar ကိုသုံးထားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘာကိုရေးမလဲဆိုရင်ဒီနေရာမှာ other ဆိုတဲ့နေရာမှာကျွန်တော်တို့ကထည့်ပြရမယ်။အဲ့မှာကျွန်တော်တို့က keyboard ကနေကျွန်တော်တို့က space bar လေးတစ်ချက်ကိုကျွန်တော်တို့ပုတ်ပြီးနော် space bar နော်ဒါဆိုရင် okay နဲ့ကြည့်ပါတဲ့ကျွန်တော်တို့ဒီပဲပြောင်းသွားပြီ။ဟုတ်ပြီနော်ဒါတစ်ခုနောက်တစ်ခုကကျွန်တော်တို့ tab key ကိုသုံးထားတာဒါဆိုရင် selection မှတ်ပြီကျွန်တော်တို့เนาะ table selection မှတ်မယ်ဒါဆိုရင် insert ကိုပဲသွားမယ် insert ထဲမှာရှိတဲ့ကျွန်တော်တို့ table မှာရှိတဲ့ကျွန်တော်တို့ဘာလို့ရ sorry table မှာရှိတဲ့ကျွန်တော်တို့ convert text to table ကိုကျွန်တော်တို့เนาะဒါကိုပဲထည့်ရမယ်ဒါဆိုရင်ဒီဒုတိယစာဘက်ကကျွန်တော်တို့က tab key ကိုသုံးထားတာဖြစ်တဲ့ကြောင့်လည်းကျွန်တော်တို့ separate text မှာကျွန်တော်တို့ဘာလို့ရေးမလဲဆိုရင်ကျွန်တော်တို့ tab ကိုရေးမယ်အဲဆိုသူ့ဘက်ဆို auto လဲသူ့ဘက်ဆိုရွေးနေပို့သုံးထားတာပထမတော့ကျွန်တော်တို့က space bar ရွေးထားတဲ့အတွက်ကြောင့်ကျွန်တော် others ကို auto ရွေးပေးနေတယ်ဒုတိယစာဘက်ကတော့ကျွန်တော်တို့က tab key ကိုသုံးထားတဲ့အတွက်ကြောင့်ဒီမှာ tab ကိုသူက auto လာရွေးနေเนาะဒီကတော့ကိုတကယ်သုံးထားတာမှန်နေတယ်ဆိုလို့ရှိရင်တဲ့အသုံးပြုထားတဲ့ key တွေမှန်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးကသူ့ဘက်သူ auto လေးသူ့ဘက်သူပြနေတယ်เนาะဒါဆိုရင်ဒီမှာ okay ကိုနှိပ်ပါတယ်ကျွန်တော်တို့ပြောင်းသွားတယ်နော်ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ text တွေကိုကျွန်တော်တို့က table အနေနဲ့ပြောင်းတာနော်ဒါဆိုရင်လည်းအခု table တွေရှိတယ်ဒီ table ကိုကျွန်တော်တို့က text အနေနဲ့ပြန်ပြောင်းကြည့်တယ်နော်ဒါဆိုရင် table ကိုကျွန်တော်တို့က select မှတ်မယ် select မှတ်ပြီးရင်သူကြတော့ဘယ်ကနေသွားရရမလဲဆိုတော့ table ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ကဒီမှာ table 2 စီပေါ်လာလိမ့်မယ်နော် table 2ထဲမှာရှိတဲ့ကျွန်တော်တို့ဒီမှာ4ယောက်ရှိတယ်4ယောက်ထဲပါမယ်4ယောက်ထဲမှာရှိရဲတဲ့ကျွန်တော်တို့က data group ထဲမှာရှိတယ်เนาะ data group ထဲမှာရှိရဲတဲ့ကျွန်တော် convert to text ဆိုတာလေးကိုကျွန်တော်တို့ရွေးမယ်เนาะဒီ command လေးကိုသုံးမယ် convert to text ကိုရွေးမယ်ဒါဆိုရင်တို့ကဒီမှာ dialog box တွေကြာလာမယ်ဒီနေရာမှာ separate text width မှာကျွန်တော်တို့ tab key ကိုသုံးပါလား comma ကိုသုံးပါလား others ကျွန်တော်တို့ others ကိုသုံးမယ်เนาะ others ကိုသုံးပြီးရင်ကျွန်တော်တို့မလုပ်မယ်ဆိုရင် space bar လေးတစ်ချက်ပုံမယ်ပို့ပြီး okay ကိုနှိပ်ဒါဆိုရင်ကျွန်တော်တို့ဟာတွေက space bar ပုံထားတဲ့အတိုင်းပဲကျွန်တော်တို့မူလပုံစံတိုင်းပြန်ဖြစ်သွားတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ table ကနေကျွန်တော်တို့ text ကိုပြောင်းလာအောင်နားလည်မယ်နောက်တစ်ခု tab key ကိုသုံးထားတယ်ဒါဆိုရင် select မှတ်မယ်ခု
မှတ်ပြီးကျွန်တော်တို့ဒီlayout ထဲကိုသွားမယ်နော်ဒီမှာ table 2ထဲမှာရှိတဲ့ layout ကိုသွားမယ် layout ထဲမှာရှိရဲကျွန်တော်တို့ convert to data group ထဲမှာရှိရဲ convert to text ကိုသွားမယ် click နေမယ်ဟိုက tag ကိုသုံးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာကြိုက်တာရေး paragraph master tag လား comma လား other စတဲ့ကြိုက်တာသုံးလို့ရတယ်ကျွန်တော် tag ကိုသုံးရင် tag key ကိုရွေးပြီး okay နေလိုက်ရင်ကျွန်တော်တို့ဒီမှာ tag key format တိုင်းဝင်နေလိမ့်မယ်နော်ဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီမှာ tab setting လေးတွေလည်း auto ထည့်ပြီးသားဖြစ်သွားတယ်နော်ကျွန်တော် undo ပြန်လုပ်မယ်နောက်တစ်ခုပြန်ကြမယ်နော် convert to text ကိုသွားမယ်သွားပြီးရင်ကျွန်တော်ဘာကိုသုံးလဲဆိုတော့ကျွန်တော် comma လေးကိုသုံးကြည့်မယ်ကြိုက်တာသုံးပါရတယ် comma သုံးကြည့်ရင် okay ကိုနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ comma လေးနဲ့ကျွန်တော်ဒီမှာသူ့ဘက်သူစာ box လေးတွေကိုကျွန်တော်ချပေးသွားတယ်ဒါဆိုကျွန်တော်တို့အလွယ်တကူကျွန်တော်တို့ပြန်ပြောင်းလို့ရတယ်နော် table ကနေကျွန်တော်တို့ text ကိုတောင်းလို့ရသလို text ကနေ table ကိုပြန်တောင်းလို့ရတယ်နော်ပြန်ပြောင်းကြည့်အောင် insert ကိုသွားမယ် insert tab ထဲမှာရှိရဲ table option ကိုဝင်မယ်ဝင်ပြီးကျွန်တော်တို့ convert to text ကိုသွားမယ်ကျွန်တော်တို့ကခုက comma တွေသုံးတဲ့အတွက်ကြောင့်လည်းသူကဒီမှာ comma ကိုရေးမယ်နော် separate text မှာ comma ရှိတယ် comma ရေးမယ်ရေးပြီး okay နဲ့ဒါဆိုရင်ကျွန်တော်တို့ table လေးဖြစ်သွားပြီဒီကြောင်းလေးနားလည်မယ်လို့ထင်ပါတယ်ဒီကျွန်တော် table format ဒီနေ့ကျွန်တော်တို့လုပ်ကြည့်ရအောင်เนาะဒါဆိုရင်ပထမဦးဆုံးစာကြောင်းလေးအပေါ်ဆုံးက password လေးကိုကျွန်တော် select မှတ်မယ်ကျွန်တော်ခေါင်းလေးလေးကို home tab ကိုသွားမယ်အလယ်မှာထားမှဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော် center ကိုထားမယ်ဒီ paragraph alignment လည်းရွေးလို့ရတယ်လို့တဲ့ကျွန်တော်တို့ table 2တွေကlayout ထဲကနေကျွန်တော်သွားရေးမယ်ဒါပေမဲ့ table ထဲမှာသုံးမယ်ဆိုရင်တော့ဒီ table 2တွေက layout ကရွေးရအကောင်းဆုံးပဲသူက alignment group ထဲမှာရှိတယ်ဒါဆိုရင်ကျွန်တော်တို့က table လေးကိုဒီဟာလေးကိုကြည့်မယ်နော် align center ပြီးရင်ကျွန်တော်တို့ဘိုးလုပ်မယ် home tab ကိုသွားပြီးရင်ကျွန်တော်တို့ဒါ shortcut လေးတွေလည်းရှိတယ်နော် shortcut လေးတွေလည်းကျွန်တော်တို့သုံးလို့ရတယ်ထောက်ကြည့်လိုက်ပါပေါ်လာနိုင်တယ် menu လေးမှာ control U နော် control B ဆိုရင်ကျွန်တော် keyboard ကနေ control B ကိုသုံးနေရတယ်ဒါပေမဲ့ခုကျွန်တော် shortcut ကိုမသုံးဘူးကျွန်တော် mouse ကိုပဲသုံးမယ်ဘိုးကိုနေမယ်နော်ဒီ number လေးတွေကိုလည်းကျွန်တော် select မှတ်မယ် center ထားမယ်ကျွန်တော်တို့နော်layout ထဲမှာရှိရဲကျွန်တော်တို့ alignment ထဲမှာရှိရဲ center ကိုပဲယူမယ်เนาะဒါ number တွေဒါကတော့ quantity အရေးအတွက်တွေကိုလည်းကျွန်တော် center မှာထားမယ် price တွေကတော့တကယ်တမ်းကျလို့ရှိရင်တော့ကျွန်တော်တို့ကဒါကတော့ကဏ္ဍ3နေရာပဲယူထားလို့เนาะကဏ္ဍတွေများမယ်ဆိုလို့ရှိရင်တော့ price ကတော့တန်ဖိုးတွေကိုပေါ်ပြတာဖြစ်တော့ကျွန်တော် right ကိုပဲကျွန်တော်သုံးမယ် right ထပ်ပို့ထားမယ်เนาะ align center right ပို့ထားမယ်ဒါဆိုရင်ကျွန်တော်တို့ table လေးကိုအသုံးပြုခြင်းနဲ့ formatting လေးကိုကျွန်တော်တို့ကြောင်းလဲအသုံးပြုပြီးသားဖြစ်ပါပြီပြီးရင်နောက်တစ်ခုထပ်ရှင်းပြမှာတော့ကျွန်တော်ဗာလဲ table ထဲမှာသုံးတဲ့ကျွန်တော်တို့ကဗာလဲဆိုတော့ formula ရှိတယ် formula သုံးလို့ရတယ်เนาะ formula ဘာမှလဲဆိုတော့၄ယောက်ထဲမှာရှိရယ် table ထဲက၄ယောက်ထဲမှာရှိရယ်တဲ့ကျွန်တော်တို့ဒီမှာ formula ဆိုတဲ့ format လေးကိုကျွန်တော်သုံးလို့ရတယ် data group ထဲမှာရှိရယ်เนาะဒါဆိုရင် total ဆိုကျွန်တော်တို့ဒီမှာရှာတယ်ဒါဆို quantity ကအခုနေရာရှိရယ် price က250ခု250ဒါဆိုရင်ကျွန်တော်တို့ဒီမှာ total ရှာတယ် total ရှာတဲ့အခါမှာကျွန်တော်တို့ဒီ quantity နဲ့ဒီ price ကိုကျွန်တော်တို့ကညှပ် multiply လုပ်မယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ cursor ထောက်ပြီးကျွန်တော်တို့ convert to text ပါမယ် sorry ကျွန်တော်တို့ဒီမှာ formula လေးကိုသွားမယ်เนาะ formula text ကိုသွားမယ်ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာသုံးပါတယ်ဘာကိုသုံးပါလဲတဲ့ samlet ဆိုတာ sum ဆိုရင်ဒီနှစ်ခုဘယ်ဘက်မှာရှိရဒီကဏ္ဍနှစ်ခုကိုကျွန်တော်လာပေါင်းပါကျွန်တော်တို့လုပ်ချင်တာကဒါမဟုတ်ဘာလဲဆိုတော့မြှောက်ရမှာမြှောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဗာ sum နေရာမှာကျွန်တော်တို့ဘာကိုရေးပေးရမလဲဆိုရင် product ဆိုတာလေးကိုရေးပေးရမယ် product ကတော့ကျွန်တော်တို့မြှောက်တာအဲလို product ရေးပြီးဆိုရင်ကျွန်တော်တို့က okay ကိုနေမယ်เนาะ okay လေးကိုနေမယ်ဒါ number format တွေကိုကျွန်တော်တို့ကြိုက်တယ်လို့သုံးလို့ရတယ်ကျွန်တော်ဘယ်လို number format ကိုထားခြင်းလဲเนาะကျွန်တော်တို့ comma လေးနဲ့ထားခြင်းလားဘယ်လိုထားခြင်းလဲထားခြင်းတဲ့ဟာတွေကိုကျွန်တော်တို့ဒီမှာရွေးချယ်သုံးလို့ရတယ်ဘယ်လိုလဲကျွန်တော်ဒီတိုင်းပဲထားမယ်အဲဆိုရင် okay ကိုနေမယ်အဲလိုကျွန်တော်တို့က9000ရပါပြီเนาะနောက်တစ်ခုကိုသွားမယ်နောက်တစ်ခုလည်းတူတူပဲဒါဆိုအားလုံးကိုကျွန်တော် select မှတ်ကြည့်မယ် select မှတ်ကြည့်လို့ဒီပဲဒါ formula သုံးလို့ရပါเนาะ formula ကိုသွားမယ်သွားပြီးကျွန်တော် sum above လား left လားကျွန်တော်တို့သုံးပါ left ကိုသုံးပါပေါ်ကဟာတွေเนาะဒါကြောင့်မို့ကျွန်တော်တို့ဒီမှာ left ကိုသုံးမယ် sum မဟုတ်ဘူးညောင်းမှာဖြစ်တဲ့ကျွန်တော်တို့ကဘာလို့သုံးရမှာလဲ product ကိုသုံးတယ်ပြီးရင်ကျွန်တော်တို့ okay နေမယ် data ဒါပေမဲ့သူကအားလုံးကိုတစ်ခုချင်းစီကိုပဲကျွန်တော်တို့က one by one ပဲကျွန်တော်သုံးပြလို့ရတယ်ဒါကြောင့်မို့နောက်တစ်ခုထပ်လုပ်မယ်နော် formula သွားမယ်ဒီမှာ above လာတဲ့နော် left
နေရာမှာ SAM မဟုတ်ပါဘူးဘာတောင်းရမလဲဆိုတော့ product ကိုတောင်းပါနော်အခုကတစ်ခုချင်းစီကျွန်တော်ဒီမှာတစ်ခုချင်းစီ formula တွေကိုကျွန်တော်တို့ကရိုက်ထည့်ပြီးရှာတာဖြစ်တဲ့အတွက်ကြောင့်ねဒီ formula လေးကိုကျွန်တော်တို့က select မှတ်ပြီးတော့ copy လုပ်မယ်เนาะ copy လုပ်ချင် right click ထောက်ပြီးကျွန်တော်ပေါ်လာတဲ့ shortcut မှာ copy ဆိုတော့ရွေးလို့ရသလို keyboard ကနေသုံးမယ်ဆိုရင် control နဲ့ C လေးကိုသုံးလို့ရတယ်ဒါဆိုရင်ရပြီကျွန်တော်ဒါလေးကို copy ပြီး okay လုပ်မယ်အဲဆိုကျန်တဲ့ဟာတွေအတွက်လည်းတဲ့တူတူပဲကျွန်တော်တို့မှာ formula ကိုသွားမယ်သွားပြီးလို့ရှိရင်ဒီနေရာမှာမလုပ်မယ်ဆိုကျွန်တော်တို့ကဖြတ်ပြီးတော့ paste လုပ်မယ်เนาะကျွန်တော်တို့က paste လုပ်မယ်ခုနကပူထားတဲ့ formula လေးကို paste လုပ်မယ်ပြီးရင် okay နေတယ်အဲဆိုရင်တော့ကျွန်တော်တို့အချိန်ကိုတက်တာတဲ့ formula တွေကိုကျွန်တော်တို့ရှားတာလွယ်ကူသွားတယ် formula ကိုသွားမယ်ဒီနေရာမှာကျွန်တော်တို့ control view နဲ့မယ် okay နေတယ်အဲဆိုရင်ကျွန်တော်တို့သူတို့ရဲ့ total လေးကိုကျွန်တော်ရှာပြီးသားဖြစ်ပါမယ်အားလုံး select မှတ်ပြီးကျွန်တော် center ကိုရွှေ့မယ်အောက်မှာကျွန်တော် row တစ်ခုတွေထပ်လုပ်ပါ row တစ်ခုကိုထပ်ပြီး insert လုပ်မယ်ဆိုလို့ရှိရင်အောက်ဆုံး row မှာဆိုလို့ရှိရင်နောက်ဆုံးရဲ့ဒါ cell ဒီနေရာလေးကဒါ table တစ်ခုရဲ့နောက်ဆုံး column နောက်ဆုံး row လေးဖြစ်တယ်เนาะနောက်ဆုံး column လေးဖြစ်တာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ keyboard ကနေ tab key လေးကိုနှိပ်လို့ရှိရင် row တစ်ခုကြာလာဖြစ်တယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ quantity တို့ price တို့ total တို့ကျွန်တော်တို့ပေါင်းမယ်ဆိုရင်တော့လွယ်ပါတယ် formula ကိုပဲသုံးပါမယ်ဒီ formula ကိုသုံးမယ်သုံးပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ sum above ဆိုတာအတွက်တခုကျွန်တော်ရှာလို့ရပါပြီအပေါ်ကဟာတွေကျွန်တော်တို့ပေါင်းပါ okay လုပ်မယ်เนาะဒါလည်းတူတူပါပဲကျွန်တော်တို့ formula ကိုသုံးမယ် sum above okay ဒါလည်းတူတူပဲ formula ကိုသုံးမယ် sum above okay ဟောအဲလိုကျွန်တော်တို့ဒီအောက်ဆုံးကရှာရတဲ့စုစုပေါင်းဖြည့်လေးတွေကိုကျွန်တော်ဘိုးလုပ်မယ် keyboard ကနေ shortcut လေးသုံးကြည့်အောင် control နဲ့ V လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဘိုးရသွားပြီနားလည်မယ်လို့ထင်ပါတယ်ဒီသင်ခန်းစာလေးကိုအဲဆိုကျွန်တော်တို့က formula တွေသုံးရတဲ့အခါမှာပထမဦးဆုံးကကျွန်တော်တို့ကဒီနှစ်ခုကိုကျွန်တော်တို့ multiply လုပ်ညှောက်တာ formula ထဲမှာပါတော့မယ်လို့ညီမချင်း multiply ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့က product ကိုသုံးမယ် product ကကျွန်တော်တို့မြှောက်မဲ့နေရာတွေရတယ်ကျွန်တော်တို့ကဘယ်ဘက်မှာရှိရလားညာဘက်မှာရှိရလားအခုကကျွန်တော်တို့ကမြှောက်မဲ့ကနေနေရဘယ်ဘက်မှာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာ product နေရာမှာပေါသုံးမယ်ကျွန်တော်တို့ left သုံးပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဗာလဲဆိုရင်ကျွန်တော်ဒီ data တွေကိုကျွန်တော်တို့က quantity ဆိုတာကိုကျွန်တော်တို့ဒီမှာလာပေါင်းမယ် price ကိုပေါင်းမယ် total ကိုပေါင်းမယ်เนาะဒါဆိုရင် Microsoft Word ထဲမှာရှိတဲ့ table တွေမှာ formula သုံးမယ်ဆိုရင်ကျွန်တော်တို့ကတော့ sum ကိုသုံးမယ် sum ဆိုရဲသုံးပြီးတယ် sum သုံးတာကျွန်တော်ပေါင်းမဲ့ data တွေကခဏနေရ number တွေကပုံမှန်ရှိတယ်သူ့ရဲ့အပေါ်မှာရှိတယ်เนาะရှာမဲ့နေရာရဲ့အပေါ်မှာတကယ်ဟုတ်ပြီနော်ရှာမဲ့နေရာရဲ့ဘယ်ဘက်မှာရှိရင်ဘယ်ဘက်ရှာမဲ့နေရာညာဘက်မှာရှိရင်ညာဘက်ကိုသုံးရမယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာ sum နေရာမှာ left ကိုသုံးပါမယ်เนาะဒါတွေကစသဖြင့်ပါလဲဆိုကျွန်တော်တို့ right လည်းသုံးလို့ရတယ် right ဘက်မှာရှိရင် right ဟုတ်ပြီနော်ဒါဆိုရင်အပေါ်မှာရှိလို့ရှိရင်ကျွန်တော်တို့ sorry ဒီနေရာမှာ above ကိုသုံးရမယ် above ကိုသုံးမယ် right နေရာမှာရှိရင် right left နေရာမှာရှိရင် left ဒါ product လည်းတူတူပဲကျွန်တော်တို့ product မှာ left နေရာမှာရှိရင် left right နေရာမှာရှိရင် right ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်